ကျော်ဒီလိုမျိုး OTP ပုံစံ sense လေးရအောင်ပြီးတော့ရင်ကျော်ဒီ wave flashing မှာဆိုရင်လည်း texture ပုံစံ wave flashing လေးရအောင်ဘယ်လိုမျိုးဖန်တီးရမလဲဆိုတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Adobe Edge tutorial နေပြီးတော့မှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျော်ဒီပုံစံလေးကတော့ရှေ့ရှေ့တော့ TV ပုံစံလေးနဲ့ retro file လေးကိုပေါင်းစပ်ထားတဲ့ sense လေးဖြစ်တယ်ပေါ့နော်ပထမဆုံးနေတဲ့ကျော်ဒီ TV ပုံစံလေးရအောင် line ပေါ်နေပြီးတော့မှ OTP လို့ရိုက်ရှာပြီးတော့မှ download ဆွဲလိုက်ပါပြီးတော့ရင် Photoshop ကိုတွားလိုက်မယ်ကျွန်တော်ဒီမှာဆိုရင်တော့ဒီပုံလေး download ဆွဲထားပါတယ်ကျော်ဆွဲခဲ့တဲ့ပုံလေးကို screen နဲ့ frame ဆိုပြီးတော့မှ layer နှစ်ခုခွဲပေးလိုက်ပါဘာကြောင့်လဲဆိုတော့ကျော်ဒီ screen ထဲမှာကျွန်တော် animation ထည့်ထားတဲ့ composition တွေကို trackmark key နဲ့ထည့်နိုင်မှာဖြစ်ပါတယ်ပြီးတော့ကိုထည့်ခြင်းတဲ့ video တွေဆိုရင်လည်းကျော်ဒီထဲမှာ trackmark key နဲ့ထည့်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီပေါ်တရားလေးဖြစ်ပါတယ်ကျော်ဒီကောင်ကို layer နှစ်ခုခွဲပြီးတော့ဆိုရင်ကျော်ဒီ Photoshop file လေးကို PSD format နဲ့ save လိုက်ပါကျွန်တော်ဒီမှာဆိုရင်တော့ဒီ file လေးဖြစ်ပါတယ်ကျော်ဒီ save ခဲ့တဲ့ file လေးကို After Effects ကိုထည့်လိုက်မယ်ကျော်ဒီ window ကြာလာလိမ့်မယ်ကျော်ဒီနေရာမှာ composition within layer set ကိုရွေးချယ်ပေးထားဖို့လိုပါတယ် layer option ကတော့ editable layer style ပဲပေါ့နော်ပြီးတော့ okay ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျော်ဒီ Photoshop file လေးဟာ composition အဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ကျော်ဒီထဲဝင်ကြည့်လိုက်ပါကျော်ဒီမှာဆိုရင်ကျွန်တော်ခွဲခဲ့တဲ့ layer နှစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့တော့တစ်ခုချင်းစီကိုကျွန်တော်တို့ trackmark key နဲ့ထည့်နိုင်ပြီဖြစ်တယ်ပေါ့နော်okay ကျွန်တော်ဒီမှာဆိုရင်လည်းဒီ TV frame လေးကို color လေးနည်းနည်းပြန်လိုက်ပါမယ်ဘာကြောင့်လဲဆိုတော့ကျော်ဒီမှာဆိုရင်အပြန်အောင်လေးတွေပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင် situation short လိုက်မယ်အဲ့တော့ hue and situation effect ထည့်ပြီးတော့မှ master situation ကိုအဆုံးထိ short လိုက်ပါမယ်အဲဆိုရင်ကျွန်တော်ဒီအကြောင်းလေးတွေပျောက်သွားပြီဒုတိယဆင်းအနေနဲ့ကျွန်တော်ဒီကောင်လေးကို contrast လေးကစားလိုက်ပါမယ်အဲ့တော့ curve effect လေးထည့်လိုက်ပါမယ်โอเคဒီပုံစံလေးဖြစ်ပါတယ်ပေါ့နော်နောက်တစ်စက်အနေနဲ့ကျွန်တော်ဒီ sequence ထဲမှာပြချင်တဲ့ကိုပြချင်တဲ့ video ပဲဖြစ်ဖြစ် composition ဖြစ်ဖြစ်ထည့်နိုင်ပြီဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့ဒီတင်တဲ့ကြော်ညာ video လေးကိုထည့်လိုက်မယ်โอเคဒီကောင်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ video ကိုကျွန်တော်ဒီ sequence ထဲမှာထည့်ဖို့အတွက် effect လေးနဲ့နည်းနည်းလေးကစားပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ OTP ရဲ့ sequence တွေမှာဆိုရင်ကျွန်တော်တို့ဒီ pixelation ထားနေတဲ့ effect လေးပါမယ်ပြီးတော့ရင် curvature ဖြစ်နေတဲ့ပုံစံမျိုးလေးလည်းပါမယ်ပေါ့နော်တနည်းအားဖြင့်ခုံးနေတဲ့ပုံစံလေးပေါ့နော်အဲ့ဒီ effect လေးအရင်ရအောင်ကျွန်တော်ဒီအောက်ကဗီဒီယိုလေးကိုအရင်ဆုံးကစားပါမယ်ပထမဆုံးနဲ့ကျွန်တော်တို့ဒီကောင်ကို CC Lens ဆိုတဲ့ effect လေးထည့်လိုက်ပါမယ်ဒီ effect လေးကကျွန်တော်ဒီကောင်ကို curvature ဖြစ်နေတဲ့ပုံစံလေးဖန်တီးပေးတော့မှာပါအဲ့တော့ site ကိုချဲလိုက်မယ်ကျွန်တော်ဒီအောက်ကကောင် minus value ထားလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ဒီအပေါ်ခုံးလာတဲ့ပုံစံလေးဖြစ်သွားပြီကျွန်တော်ဒီကောင်ကို trackmark key နဲ့ sequence နဲ့ထည့်လိုက်ပါမယ်။ Okay ဒီပုံစံလေးပေါ့နော်။ပြီးတော့ရင်ကျွန်တော်ဒီနေရာတခြားကစားနိုင်တယ်။ကိုယ်အဆင်ပြေတဲ့နေရာလေးမှာထားလိုက်ပါ။နောက်တစ်စက်အနေနဲ့ကျွန်တော်ဒီကောင် pixelation ထားနေတဲ့ effect လေးထည့်ပါမယ်။ကျွန်တော်ဒီ effect ကိုတော့ adjustment layer လေးနဲ့တည်တံ့ထည့်လိုက်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ CC lens လေးနဲ့မရောချင်လို့ပေါ့နော်။အဲ့တော့ new adjustment layer ကျွန်တော်ဒီကောင်ကို video ပေါ်မှာတင်လိုက်မယ်။ပြီးတော့ရင်ပထမဆုံးအနေနဲ့ grid effect လေးထည့်လိုက်ပါမယ်။ကျွန်တော်ဒီ site form မှာဆိုရင် width and height slider ရွေးချယ်ပေးလိုက်ပါကျွန်တော်ဒီ width မှာဆိုရင်3လောက်ပဲထားလိုက်မယ် height မှာဆိုရင်လည်း3လောက်ပါပဲ border မှာဆိုရင်တော့ 0.3 လောက်ထားလိုက်ပါမယ်ဒါမှမဟုတ် 0.5 လောက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ grid ပုံစံလေးဖြစ်သွားပြီကျွန်တော်ဒီ branding mode မှာဆိုရင် multiply ကိုရွေးချယ်ပေးလိုက်ရင်ရပါပြီဒါဆိုရင်တော့ sequence pixelated ဖြစ်နေတဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီကောင်လေးတွေကို setting လေးတွေကိုစိတ်ကြိုက်ကစားကြည့်နိုင်ပါတယ်ကျွန်တော်ဒီနေရာမှာကြော်ညာဆရာလေးတစ်ခုရှိပါတယ်တကယ်လို့ video editing ကို basic ကနေစပြီးတော့မှ advanced level အထိလေ့လာခြင်းနဲ့ပြီးတော့ရင် video editing နဲ့ပတ်သက်တဲ့မြကောင်းနေအားလုံးကို cover ပြုလုပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာ video editing basic to advanced course လေးရှိပါတယ်ကျွန်တော်အဲ့ဒီတင်ထဲမှာဆိုရင်တော့ editing နဲ့ပတ်သက်တဲ့မြကောင်းနေအားလုံးကို cover ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်ရစားရဆိုရင်တော့ကျွန်တော်ဒီ page messenger လေးမှာဆက်သွယ်မေးမြန်းပြီးတော့မှတက်ရောက်နိုင်ပြီဖြစ်ပါတယ်နောက်တစ်စက်အနေနဲ့ noise လေးထည့်လိုက်မယ် noise value မှာဆိုရင်တော့12လောက်ဆိုရင်အဆင်ပြေပါပြီကျွန်တော်ဒီ TV frame လေးကိုလည်း noise effect လေးထည့်လိုက်ပါမယ်ဒီကောင်ကြတော့ကျွန်တော်တို့10လောက်ပဲထားခဲ့လိုက်ပါမယ်အဲ့တော့မထည့်လဲရရပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကြိုက်လို့ထည့်လိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်ဒီ adjustment layer မှာ VR digital glitch ဆိုတဲ့ effect လေးထည့်လိုက်ပါဒါဆိုရင် glitch ဖြစ်တဲ့ပုံစံလေးဖြစ်သွားပြီကျွန်တော်ဒီ distortion တွေကိုတွားလိုက်မယ်ကျွန်တော်ဒီနေရာမှာ color distortion လွဲပြီးတော့မှကျန်တဲ့ကောင်တွေကို0ထားလိုက်ပါပြီးကျွန်တော်ဒီ VR distortion ကို color distortion မှာကျွန်တော်ဒီ distortion value လေးကိုကစားနိုင်ပါတယ်ကျွန်တော်ဒီမှာဒီဘက်ကအပြာနဲ့အနီရောင်ကြီးကိုကျွန်တော်မကြိုက်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီကောင်ဖြတ်လိုက်မယ်ဒါမှမဟုတ်ဆိုရင်လည်းကျွန်တော်ဒီမှာ chromatic aberration ဆိုတဲ့ effect လေးထည့်နိုင်ပါတယ်
ကျွန်တော်တို့ဒီမှာနမူနာပြတာဖြစ်တဲ့အတွက်ကြောင့်မို့ပြီးတော့ရင် preview ပလေးတဲ့အခါမှာလည်းဒီလေးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့မထည့်တော့ဘူးပေါ့နော်တကယ်လို့ကိုယ့်ရဲ့ sense တွေမှာထည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ခုနကပြောခဲ့တဲ့ via digital glitch နဲ့ via chromatic aberration ဆိုတဲ့ effect လေးကိုထည့်ပြီးတော့မှအသုံးပြုနိုင်ပါတယ် okay ပြီးတော့ရင်ကျွန်တော်ဒီ sense တစ်ခုလုံး color grade လုပ်လိုက်ပါမယ်ဆိုးလေးလေးဖော်လိုက်မယ်ပြီးတော့ရင် gradient run effect လေးထည့်လိုက်ပါမယ်ကျွန်တော်ဒီ color မှာကျွန်တော် grade ချင်တဲ့ color effect လေးထည့်လိုက်မယ် color အရောင်လေးပေါ့နော်ပြီးတော့ရင် mode မှာဆိုရင်ကျွန်တော်တို့ဒီ screen ကိုရွေးချယ်ပေးလိုက်ပါမယ်sorry ကျွန်တော်တို့ဒီ solid မှာထည့်ရမှာမဟုတ်ပါဘူးကျွန်တော်ဒီ adjustment layer လေးနဲ့လုပ်ပြရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်မှားတော့လို့ပါအဲ့တော့ကျွန်တော်ဒီ solid ထဲမှာထည့်ခဲ့တဲ့ gradient run effect လေးကို copy ပွားပြီးတော့မှ adjustment layer လေးထည့်လိုက်ပါမယ်ပြီးတော့ရင် solid layer ကိုဖြောင်းလိုက်ရပြီကျွန်တော်ဒီ mode မှာဆိုရင်တော့ screen ကိုရွေးချယ်ပေးလိုက်ပါဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ဒီမှာကျွန်တော်ဒီ darken color တွေကကိုယ်စိတ်ကြိုက်ရွေးချယ်ပေးလို့ရပါတယ်ကျွန်တော်တို့ဒီမှာ over လေးကိုရွေးချယ်ပေးလိုက်ပါတယ်ပြီးတော့ရင်သူ့ရဲ့ opacity လေးကိုနည်းနည်းလေး short ပေးလိုက်မယ်โอเคဒီပုံစံလေးပေါ့နော်ကျွန်တော်ဒီနီးလန်းလေးနဲ့ကျွန်တော်ဒီ sense တခုလုံး color grade ပြုလုပ်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ TV sense လေးကိုဖန်တီးလို့ပြီးသွားပြီနောက်ထပ်ကျွန်တော် composition အသစ်တစ်ခုဖန်တီးပါမယ်အဲဒီကြောင့်မို့ control n ကျွန်တော်ဒီ composition မှာဆိုရင်1920 1080ဝန်းကျင်ပဲထားလိုက်မယ်ကျွန်တော်ဒီ sense မှာဆိုရင်တော့ reflection တွေရောထည့်မှာဖြစ်တယ်ပေါ့နော်အဲ project တွေကိုတွားမယ်ကျွန်တော်ခုနကပြင်ခဲ့တဲ့ OTB composition လေးကိုထည့်ခဲ့လိုက်ပါမယ်ကျွန်တော်ဒီကောင်ကို size လေး short လိုက်မယ်ပြီးတော့ရင် 3D sense တွေကိုထည့်ခဲ့လိုက်ပါမယ် 3D type ကကျတော့ classic 3D ပဲပေါ့နော်ကျွန်တော်ဒီမှာ line ပေါ်နေပြီးတော့မှဒီ forested texture background လေးကို download ဆွဲထားပါတယ်ကျွန်တော်ဒီကောင်ကိုလည်း forested texture ဆိုပြီးတော့မှ line ပေါ်မှာရှာကြည့်လိုက်ပါကျွန်တော်ဒီပုံစံလေးတွေပဲပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီ texture ကိုလည်း 3D sense တွေကိုထည့်ခဲ့လိုက်ပါမယ်ပြီးတော့ရင် R နဲ့ rotation ဖော်လိုက်မယ်ကျွန်တော်ဒီ X rotation မှာ90 value ထားလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီကောင်ကို90 degree တိ X rotation မှာလှည့်ပြီးတော့မှဖြစ်ပါတယ်ဒီပုံစံလေးဖြစ်သွားပါလိမ့်မယ်ပြီးတော့ကျွန်တော်ဒီကောင်ကိုအောက်ကိုချလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်ဒီကောင်ကိုဒီ TV ရဲ့ဒီအောက်ထိရအောင် motion တိုင်လေးနဲ့ပွားလိုက်ပါမယ်အဲ့တော့ကျွန်တော်ဒီ texture selection ပေးပြီးတော့မှ motion တိုင် effect လေးထည့်လိုက်မယ်ကျွန်တော်ဒီမှာ output width နဲ့ height ကိုကစားလို့ရပါတယ်အဲ့တော့ height ကိုတင်လိုက်မယ်ကျွန်တော်ဒီ TV ရဲ့အောက်ကိုရောက်အောင်လို့ပေါ့နော်ဟိုကိုလည်းကစားလိုက်မယ်ကျွန်တော်ဒီဘက်ကိုအပြည့်ဖြစ်အောင်လို့ပါပြီးတော့ရင် mirror edges ဆိုတဲ့ကောင်လေးဖွင့်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီအဆက်လေးတွေက smooth ဖြစ်သွားပြီကျွန်တော်ဒီ texture လေးကိုဒီလိုမျိုးလုပ်တဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ compound blur FM မှာ blur matte layer ဖြစ်အသုံးပြုမှာဖြစ်တဲ့ကြောင့်မို့ဖြစ်ပါတယ်အဲ့တော့ blur matte layer ဖြစ်အသုံးပြုမယ်ဆိုရင်တော့ 3D sense နဲ့ဆိုရင်ကြည့်ရတာအဆင်မပြေပါဘူးအဲ့တော့ကျွန်တော်ဒီကောင်ကို 3D sense ပဲထားလိုက်မယ်ပြီးတော့ရင် window shape စီနဲ့ composition အသစ်တစ်ခုဖန်တီးလိုက်ပါမယ်အဲ့တော့တယောက်ကအကောင်လေးကို selection ပေးထားဖို့လိုပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ composition နဲ့မှာဒီကောင်လေးက 3D ပုံစံဖြစ်သွားပြီကျွန်တော်ဒီမှာဆိုရင်တော့ 2D layer ဖြစ်ပဲအသုံးပြုမှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်ဒီ compound blur ဖန်တီးပါမယ်အဲဒီကြောင့်မို့ right click ထောက်ပြီးတော့မှ new adjustment layer ကျွန်တော်ဒီကောင်ကို OTB ရဲ့အောက်ကိုပို့လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီ OTB ကို control D နဲ့ copy ပွားလိုက်ပါကျွန်တော်ဒီကောင်ကို reflection အဖြစ်အသုံးပြုမှာဖြစ်ပါတယ်အဲဒီအတွက်ကျွန်တော်ဒီ adjustment layer အောက်ကိုပို့လိုက်မယ်ကျွန်တော်ဒီအောက်က OTB layer ကို selection ပေးပြီးတော့မှအောက်ကိုပို့လိုက်ပါโอเคပြီးတော့ရင်ကျွန်တော်ဒီကောင်ကို vertical flat လိုက်မယ်အဲဒီကြောင့်မို့ကျွန်တော်ဒီ layer ကို selection ပေးပြီးတော့မှ layer တွေကိုတွားလိုက်မယ်ပြီးတော့ရင် transform flip particle ရွေးချယ်ပေးလိုက်ပါဒါဆိုရင်အပေါ်အပြောင်းပြန်ဖြစ်သွားပါပြီโอเคအဲ့တော့ကျွန်တော်ဒီ adjustment layer ထဲမှာ compound blur effect လေးထည့်လိုက်ပါကျွန်တော်ဒီ blur layer ဆွဲနေရမှာကျွန်တော်ဒီအောက်က forested texture လေးကိုရွေးချယ်ပေးထားဖို့လိုပါတယ်ဒီနည်းအားဖြင့်ကျွန်တော်ဒီ composition လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို high ခဲ့လို့ရပြီဒါဆိုရင်တော့ကျွန်တော်ဒီမှာကြည့်လိုက်ပါ reflection လေးကမှိုက်သွားပါပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပါပြီ texture တွေပါတယ် blur effect လေးဖြစ်သွားပါပြီကျွန်တော်ဒီ blur အမောင်းကိုလည်းဒီ adjustment layer မှာလာကစားလို့ရပါတယ်ခင်နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ဒီ sense တခုလုံး deep glow effect လေးထည့်လိုက်ပါမယ်အဲဒီကြောင့်မို့ adjustment layer အပေါ်ဆုံးမှာတင်လိုက်မယ်ပြီးတော့ရင် deep glow effect လေးထည့်လိုက်ပါမယ် exposure မှာဆိုရင်တော့ 0.5 လောက်ထားပြီးတော့မှကျွန်တော်ဒီ radius လေးကိုကိုယ်စိတ်ကြိုက်ကစားနိုင်ပြီဖြစ်ပါတယ်0.5 ဆိုရင်မမိုက်ဘူးပေါ့နော်နည်းနည်းလေး short လိုက်မယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီ TV ပုံစံလေးကိုဖန်တီးလို့ပြီးသွားပါပြီ reflection လေးလည်းဖန်တီးလို့ပြီးသွားပါပြီကျွန်တော်ဒီ sense မှာကျွန်တော်ထည့်ချင်တဲ့စာလေးလည်းထည့်နိုင်တယ်ပြီးတော့ရင်တခြား creative ဖြစ်တဲ့ element လေးနဲ့ရောပြီးတော့မှသူအသုံးနိုင်မှာဖြစ်ပါတယ်โอเคအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်နောက်တဲ့ tutorial လေးတွေမှာပြန်ပြီးတော့မှတွေ့ကြပါမယ်